ကျွန်တော်ရင်ထဲရဆိုရင်တော့1 to 5 တိအပြည့်ပေးပါတယ် ဟုတ်ကဲ့ပြေးပါတယ်အများကြီးဆင်ပြေပါတယ် ဟိုကိုစိတ်တိုင်းကြားနဲ့အိမ်ထဲကတစ်ထက်ထဲဖြစ်သွားတယ် အစအဆုံးဒီဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ရောစိတ်ကျေနပ်မှုရလားဘယ်လိုခံစားချက်တွေရတယ်လဲ ဒီဇိုင်းပိုင်းကတော့ဘာမှပြောစရာမလိုဘူးเนาะကျွန်တော်တို့ကတော့ကျွန်တော်မိသားစု၃ယောက်ကအမြဲတမ်းစမ်းသစ်နေတာပဲသဘောကျတယ်သူများတဲ့ဟိုမတူတဲ့ပုံစံလေးသဘောကျတယ်အဲ့တော့ကျွန်တော်တို့ဖြစ်စေချင်တဲ့ဒီဇိုင်းနဲ့အမဟိုဒီအမတို့နီးပညာပိုင်းပုံသူတွေကိုကျွန်တော်ဒီစကားပြောကြည့်လိုက်ချင်မှာကိုလူဖြစ်စေချင်တဲ့ထက်တဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒါဒီဇိုင်းပိုင်းတော့ဘာမှပြောစရာမလိုဘူးကျွန်တော်တို့ကသဘောလေးကျတယ်အမတို့ conversation နဲ့ယုံကြည်ရတဲ့အတွက်ခုလိုမျိုးကောင်းတဲ့ရလဒ်တစ်ခုထွက်လာပြီဆိုတော့ယုံကြည်တယ်ပေါ့ကျွန်တော်ကဒီတခြား client အနေနဲ့မတူတာကျွန်တော်နည်းနည်းအသေးစိတ်တယ်ဆိုတာကိုနေရမယ့်ဒီရေရှည်နေရမယ့်အိမ်လေးပေါ့နော်စီးအယောင်အားအစားနောက်အခန်းဖွဲ့စည်းပုံအားအစားနောက်တစ်ခါဒီလက်ရာတွေအားအစားပေါ့နော်ဒါကျွန်တော်ကစိတ်ကြိုက်ဖြစ်ဘူးဆိုလို့ရှိရင်ဒါဘာလို့ဆိုပြန်ပြီးတော့ဒါ engineer ကိုပြောတယ်သူတို့တွေကကျွန်တော်တောင်းဆိုသူများအကုန်လုံးလိုက်ရောပြီးဥပမာဆေးတုပ်တာဆိုလို့ရှိရင်ဒီဆေးအယောင်ပေါ့နော်ဆေးအယောင်ဆိုဥပမာ chocolate အောင်တုပ်မယ်ဆိုရင် chocolate အောင်ဆိုတာလူတွေမဖြစ်ဘူးအနုရင်အားအစားကျွန်တော်တေးကြချိန်တယ်ဒီနေရာပေါ်မှာဆေးကိုစမ်းတယ်မကြိုက်တယ်နောက်တစ်ခေါက်စမ်းတယ်နောက်တစ်ခေါက်စမ်းတယ်နှစ်ခေါက်သုံးခေါက်စမ်းပြီးတော့မှဒီဆေးကိုတုပ်တာပေါ့နော်ဆိုတော့အဲ့အတွက်အကျိုးရလဒ်ကဘာဖြစ်လဲဆိုလို့ရှိရင်ဒီအေဝလာလေတဲ့ဒီမိတ်ဆွေတွေဒီအင်ယာဝင်းတဲ့သူတွေဖြတ်သွားသူတွေအစားရင်လေးကအရန်လာတယ်နောက်တစ်ခါ engineer တွေကအရန်တော်တာပဲနောက်တစ်ခါဒီဆောက်လုပ်တဲ့ construction ကတာကောင်းတာပဲဆိုပြီးတော့ဒါ honestly ပြောတာပါဒါရောက်တဲ့ကျွန်တော်မိတ်ဆွေတိုင်းကဒီအိမ်ကိုသဘောမကျရသူမရှိဘူးခန်းဖွဲ့တာအစားဆေးတုပ်တာအစားလက်ရာအစားအားလုံးကောင်းမွန်တယ်ဆိုပြီးတော့ဒါပြောတဲ့အတွက်ဒါအိမ်ရှင်တယောက်နေလေအရန်ပဲဒါဝမ်းသာပီတိကျင်းနေပြီပါတယ်ပြောချင်ပါတယ်အကိုနဲ့မဆောက်ကညီမ3ဝီကူလေးလိုက်ချိတ်ဆက်ပြီးတော့ညီမလုပ်တယ်ညီမမကြိုက်ဘူးအခုညီမတို့ဒီလာရှိုးမှာကိုဆိုင်ရနေပြီးတော့ကိုမိတ်ဆက်ပြီးတော့ညီမတို့အကိုနဲ့ချိတ်ဆက်ပြီးတော့စောက်တာအရင်အစစ်ကြီးတယ်အရင်အစစ်ကြီးညီမတို့ကျင်တဲ့ပုံစံလေးရတယ်ပြီးတော့ပစ္စည်းကောင်းလေးဆိုတော့ပေါ့နော်အသုံးပေးထားတယ်ပေါ့အသုံးပေးထားတဲ့ကောင်းတဲ့ပစ္စည်းကောင်းလေးဆိုတော့လေပြီးတော့ဒီအိမ်ဆိုရင်လည်းညီမတို့တစ်လုံးနေသွားမယ်လေနော်ပြက်ကလေးစမ်းဒီလိုလုပ်လို့မရအောင်ဆိုတော့ဒီအိမ်ကတော့အကိုလုံးနဲ့စောက်တာအဆင်ပြေတယ်ရှင်ဟုတ်ကဲ့အပြည့်စုံနိုင်တယ်ပါတယ်မှာခုလိုမျိုးပေါ့နော်ရုံကြည်ကြည်နဲ့ရောအစအဆုံးရောအခုလိုမျိုးပါအကောင်းစကားပြောပြတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုကျွန်တော်တို့လုပ်ငန်းယုံကြည်စွာလုပ်ငန်းအနံပေးရတဲ့အတွက်လည်းကျွန်တော်တို့ကင်းကဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်